baby လေးဘာစာဖတ်ပြတော့မယ်နော်နားထောင်နော်ဒါစာရေးဆရာမခင်းင်းကြည်တာရဲ့စာအုပ်ထဲကဖတ်ပြမှာစာရေးဆရာမခင်းင်းကြည်တာကညီမလေးကိုရေးပေးတဲ့အစာလိုရေးထားတာပပကအဲ့ဒါကို baby လေးလို့ပြောင်းပြီးဖတ်ပြမယ်နော်နားထောင်နော်စာရေးခေါင်းစဉ်ကနားလေခြင်းနဲ့နားလေခြင်း baby လေးရေကိုနားလေအောင်ကြိုးစားပါကိုနားလေလာတဲ့အခါလူတွေကိုနားလေလာပါလိမ့်မယ်နားလေမှုဆိုတာစိတ်ချမ်းသာခြင်းရဲ့တစ်ခုတည်းသောအကြောင်းအရင်းပဲအကုသိုလ်တရားအားလုံးရဲ့ပေါက်ဖွားရှင်တန်ရာပဲဒါကြောင့်ကိုနားလေပါလူတွေကိုနားလေပါကံတွေကိုနားလေပါစိတ်တွေကိုနားလေပါလောကဓာတ်ကိုနားလေပါလောကကိုနားလေပါလောကရဲ့နားလေမှုဆိုတာကိုနားလေခြင်းလို့နားလေတာမျိုးကိုအတိညာတထွာတမိုက်နဲ့တတ်မှတ်ဆုံးဖြတ်လိုက်တာမျိုးမဟုတ်ပါဘူးနားလေပါတယ်ဆိုတာပညာပဲလောကရဲ့နားလေနိုင်စွမ်းထက်တဲ့လေးနှစ်တဲ့ဓမ္မပညာပေါ့လောကဆိုတာသူဖြစ်ချင်တယ်လို့ဖြစ်နေတာလူတွေဟာကိုယ်စိတ်နဲ့ကိုထင်ရာကိုယုံကြည်တဲ့အတိုင်းလှုပ်ရှားနေကြတာကံကြိုးပေးဆိုတာရှောင်လွဲလို့မရစကောင်းတာပုထုဇဉ်စိတ်ဆိုတာကိလေသာအလိုကြဖြစ်နေရတာအဲ့ဒီလိုနားလည်လိုက်တာဟာပညာပဲအဲ့ဒီဓမ္မပညာနဲ့စိတ်မှာဖြစ်လာတဲ့ကိလေသာရဲ့တဘာဝကိုနားလည်တဲ့အခါဘဝမှာကြုံရတဲ့ကံရဲ့အကျိုးပေးတွေကိုနားလည်တဲ့အခါလောကဓာတ်သဘောကိုနားလည်တဲ့အခါဘာအကြောင်းကြောင့်နဲ့မှစိတ်ဟာမပူလောင်တော့ဘူးတည်ငြိမ်အေးချမ်းနေပါလိမ့်မယ်ဘေဘီလေးနားလည်မှုစွမ်းအားတွေတိုးပွားအောင်ကြိုးစားလေ့ကျင့်နိုင်ပါစေကွယ်ပပဒီနေ့ဖတ်ပြပေးတဲ့စာလေးကနားလည်မှုစွမ်းအားတဲ့နားလည်ခြင်းဆိုတဲ့အရာကိုဖတ်ပြတာပပကဘေဘီလေးကိုစာဖတ်ပြတယ်စာဖတ်ပြတဲ့ဘေဘီလေးကအုံနောက်ကအလုပ်ပြီးရင်စဉ်းစားတဲ့ဥစ္စာကိုနားလဲလားနားမလဲလားဆိုပြီးစဉ်းစားတာကိုပြောတာကိုနားလဲရတယ်လူတွေကိုနားလဲရတယ်ကံတွေကိုနားလဲရတယ်လောကကိုနားလဲရတယ်လောကဓာတ်ကိုနားလဲရတယ်စိတ်တွေကိုနားလဲရတယ်မမကဘာစားတယ်ဒီစားတဲ့အစားအစာကပန်းဒီလားလိမ္မော်ဒီလားဒီအတန်ကပပရဲ့အတန်လားမမရဲ့အတန်လားဒီလက်လေးရရောပပရဲ့လက်လားမမရဲ့လက်လားအဲ့လိုနားလဲတာကိုပြောတာဘေဘီလေးကပပရဲ့အတန်ကိုကြားရင်ပပရဲ့အတန်လားမမရဲ့အတန်ကိုကြားရင်မမရဲ့အတန်လားဆိုတာကိုဘေဘီလေးကနားလဲနိုင်လားနားမလဲဘူးလားဆိုတာကိုပြောပြတာနားလည်မှုဆိုတာလူလောကကြီးထဲမှာရောက်လာလို့ရှိရင်အများကြီးအသုံးဝင်တယ်။ဒါကြောင့်နားလည်မှုကိုမမရဲ့ဘိုက်ထဲမှာရောက်နေတုန်းကလည်းမမရဲ့ဘိုက်ထဲမှာရှိတဲ့အချိန်မှာနားလည်မှုကိုတင်ယူပါနားလည်အောင်နေမယ်လူတွေအကြောင်းကိုနားလည်ရမယ်အထူးအားဖြင့်ကိုနားလည်ရမယ်ကိုဘာလုပ်ချင်တယ်ဘာဖြစ်ချင်တယ်ဘာစားချင်တယ်ကိုစိတ်ကိုနားလည်မှတခြားလူတွေကိုနားလည်ပေးလို့ရမယ်ကိုနားလည်မှသူများတွေကိုနားလည်မှာเนาะဒီနေ့တော့ဒီလောက်ပဲเนาะပပနဲ့မမချစ်တဲ့ဘေဘီလေးလိမ္မာတဲ့ကလေးလေးပေးလို့ရပြီเนาะဟုတ်ပါ